ဘာမကြီးနိုင်ငံတော်တချင်းရဲ့တမိုင်းကြောင်းအစ်မှန်ကိုတင်ပြပါဒလားကဘာမကြီးမြန်မာပြည်စတဲ့ကျွန်တော်တို့ငယ်စဉ်ကတည်းကယနေ့ထိတိုင်တီဆိုနေရကြားနေရတဲ့ဒီတချင်းရဲ့စာရတွေရဲ့နောက်ွယ်ကတမိုင်းကြောင်းအစ်မှန်ကိုဗုဒ္ဓတာဖြင့်ဒီဗီဒီယိုလေးမှာဖော်ပြပေးချင်ပါတယ်ဒီတချင်းကို 1MB ဆရာတင်က1930ပြည့်နှစ်ဇူလိုင်လ20မှာဒုပမာတချင်းဖြင့်စတင်ဆက်ဆိုခဲ့တာပါဒီတချင်းမှာအစီတိုင်းမြန်မာရိုးရာခြေစင်းတန်စင်နဲ့အနောက်တိုင်းအော်ကက်စထရာဂီတကိုထူးထူးခြားခြားပေါင်းစပ်ထားပြီး1948ခုနှစ်စက်တင်ဘာလ22ရက်လွတ်လပ်ရေးမရခင်လပိုင်းလိုမှာနိုင်ငံတော်တချင်းဖြစ်တရားဝင်တည်ပြုခဲ့တာပါကဘာမကြေစကလုံးရဲ့ဝေါ်ဟာရအရင်းမြစ်အစကဆေးဆရာတော်ဥပုပ်ရဲ့ကျမ်းစာကနေဆင်းသက်လာခဲ့တာပါဥပမာအားဖြင့် dress ရှိတဲ့အရာတွေမှုန့်ညက်ကျူးမသွားရင်ရရစ်ကြေသုံးပေမဲ့ကဘာဆိုတဲ့ dress မယ်ကအချိန်ဘလောက်ကြာကြာပျောက်ပြတ်မသွားဘူးလို့ဆိုလိုတာမို့ရပင်းကြေကိုရေးဖို့အတည်ပြုခဲ့တာပါပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက1948ခုနှစ်ကနေ1989ခုနှစ်အထိဗမာပြည်လိုသုံးနှုန်းခေါ်ခဲ့ပြီးအဲ့ဒီနောက်ပိုင်းမှာမြန်မာပြည်လိုတရားဝင်ထပ်ဆင့်ပြောင်းလဲပြင်ဆင်ခဲ့တာပါဒါကြောင့်နိုင်ငံတော်ကိုချစ်တဲ့သူတိုင်းဒီတခြင်းကိုဆိုခြင်းဖြင့်ရင်းနှီးကမျိုးချစ်စိတ်ဓာတ်ကိုစဉ်းစားပေါက်ဖွားစေခဲ့တာပါဗမာပြည်ကနေမြန်မာပြည်ဆိုတဲ့စာသားကိုပြောင်းလဲလိုက်တာနဲ့ပတ်သက်ပြီးတင်းတို့ဘယ်လိုမြင်လဲကိုမမပြောပြကြအောင်နော်